မနက်ခင်းတစ်ခုမှာလူတစ်ယောက်အိပ်ရာနိုးလာပြီးကော်ဖီတောက်ရင်သတင်းစာကိုကောက်ဖက်လိုက်တယ်သတင်းစာရဲ့မျက်လက်ဖုံးစာမျက်နှာမှာဇလုံးအမဲကြီးတွေနဲ့ရေးထားတဲ့ခေါင်းစဉ်တစ်ခုကိုသူတွေ့လိုက်ရတယ်အဲ့ဒီခေါင်းစဉ်ကတော့တီမင်းကုန်းတဲ့ကြီးကွယ်လွန်လေပြီတဲ့အဲ့ဒီသတင်းကိုဖတ်နေတဲ့သူကဘယ်သူလဲထီလားအဲ့ဒီခေါင်းစဉ်တွေကတီမင်းကုန်းတဲ့ဆိုတာသူ့ကိုယ်တိုင်ပါပဲဟုတ်ပါတယ်သတင်းစာတိုက်ကလူမားပြီးသူ့ကိုတေးတာကိုသူတေးတယ်ဆိုပြီးမားထည့်လိုက်တာပါဒါပေမဲ့အဲ့ဒီအမားတစ်ခုကကဘာကြီးကိုပြောင်းလဲစေခဲ့ပါတယ်အဲ့ဒီလူရဲ့နာမည်က Alfred Nobel ပါသူဟာ Dynamite ကိုတီထွင်ခဲ့တဲ့သူပါသူ့ရဲ့တီထွင်မှုကြောင့်လမ်းဖောက်လုပ်ရင်းနဲ့တတုထွင်းဒီမှာအများကြီးအကျိုးရှိခဲ့ပြီးပဲတစ်ဖက်မှာလည်းလူသက်လက်နက်အဖြစ်စစ်ပွဲတွေမှာလူပေါင်းများစွာကိုတေချေခဲ့ပါတယ်သတင်းစာထဲမှာဆက်ရေးထားတာကလူတွေကိုအရင်ကထက်ပိုမြင်မြန်တက်နိုင်မဲ့နီလန်းကိုရှာဖွေရင်းချမ်းသာလာတဲ့ဒေါက်တာ Alfred Nobel မနေ့ကကွယ်လွန်သွားပါပြီတဲ့ Nobel ဟာအဲ့ဒီစာကြောင်းကိုဖတ်ပြီးအယမ်းလန့်သွားတယ်ဟာငါသိရင်လူတွေကငါ့ကိုဒီလိုပဲမှတ်မိနေကြမှာလားငါဘဝရဲ့အတိတ်တွေကလူတက်လက်နဲ့ဒီဖန်တီးခဲ့တဲ့လူဆိုတာပဲလားသူနောင်တရသွားပါတယ်ကံကောင်းတာကသူ့မှာအချိန်ကြံပါသေးတယ်သူမသေးရင်သူ့ရဲ့နာယီသတင်းကိုကြိုဖတ်ခွင့်ရလိုက်တာပါအဲ့ဒီနေ့ကစပြီး Nobel ဟာသူ့ရဲ့ဇာတ်သိမ်းခန်းကိုပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတယ်သူရှာဖွေထားသမျှပိုင်ဆိုင်မှုအားလုံးကိုယင်းနှီးပြီးလူသားမျိုးနွယ်အတွက်အကျိုးပြုတဲ့သိပ္ပံပညာရှင်တွေစာရေးစာတွေနဲ့ငင်းချမ်းရေးဖော်ဆောင်သူတွေကိုစုချီးမြှင့်ဖို့တည်တံ့စာရေးခဲ့ပါတယ်ဒီနေ့ခေတ်မှာကျွန်တော်တို့ Alfred Nobel ဆိုတဲ့နာမည်ကိုကြားတာနဲ့တေမင်းကုန်တယ်လို့မမြင်တော့ပါဘူးကမ္ဘာအကြီးအကျယ်ဆုံး Nobel ဆုကိုတည်ထောင်ခဲ့သူအဖြစ်ပဲမှတ်မိကြတော့မိတ်ဆွေခမည်းကိုမေခွန်းတစ်ခုမေးခြင်းပါတယ်တကယ်လို့မနစ်ဖလာမိုးလင်းလို့ခမည်းသာမရှိတော့ဘူးဆိုရင်ခမည်းရဲ့နာရေးတဲ့မှာလူတွေပါရေးကြမလားသူကအမြဲတမ်းညီးညွတ်နေတတ်တဲ့သူပါလို့ရေးမလားသူကကိုကြိုးပဲကြီးတဲ့သူပါလို့ရေးမလားဒါမှမဟုတ်သူကတမြောင်းတွေအပေါ်ကောင်းကျိုးပြုခဲ့တဲ့သူပါလို့ရေးမလား Alfred Nobel လိုပဲခမည်းမှလည်းအခွင့်အရေးရှိပါသေးတယ်ခမည်းရဲ့ဇာတ်သိမ်းခန်းကိုမရေးရသေးပါဘူးအတီးကိုပြင်လို့မရပါပဲခမည်းကိုလူတွေဘလို့အမိတ်ရစေချင်တယ်လဲဆိုတာကိုတော့ဒီနေ့အခုချိန်ကစပြီးပြောင်းလဲဖန်တီးလို့ရပါတယ်ဘဝဆိုတာကိုပါရခဲ့လဲဆိုတာမဟုတ်ပါဘူးကိုပါပေးခဲ့လဲဆိုတာပါပဲဒီဗီဒီယိုလေးကတဲ့အတွက်အတိတစ်ခုခုရစေခဲ့တယ်ဆိုရင် share လုပ်ပြီးမိတ်ဆွေတွေကိုလက်ဆင့်ကမ်းပေးလိုက်ပါ The Simple Mindset Channel ကိုလည်း follow လုပ်ထားဖို့မမေ့ပါ